အားလုံးပဲမင်္ဂလာပါ1389ခုနှစ်သိန်းကျန်စာဟောကိန်းအရာမြန်မာပြည်မှာအောင်မြင်မှုတွေအကောင်းဆိုးတွေနဲ့တွင်တွဲကြုံတွေ့ရမယ့်မြန်မာပြည်ရဲ့ဟောကိန်းများကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်အခုလိုဟောကိန်းဆိုင်ရာအကြောင်းအရာတွေနဲ့အတိတ်နမိတ်ဆိုင်ရာအကြောင်းအရာတွေအမြဲတမ်းကြည့်ရှုခြင်းနဲ့ဆိုရင် channel လေးကို subscribe လုပ်ပေးသွားဖို့မမေ့နဲ့နော်ပထမဆုံးအနေနဲ့နေုံလအတွက်ဟောကိန်းကိုပြောပါမယ်နေုံလမှာဆိုရင်မြန်မာနိုင်ငံတဝန်းတွင်မိုးဦးစတင်ရွာသွန်းအံ့အောက်ပိုင်းဒေသတွင်အပူရှိန်မြင့်တက်အံ့မြေကမ်းပါးနေရာများတွင်လုပ်ကင်သောလုပ်ငန်းများအောင်မြင်အံ့ထူးချွန်သောပညာရှင်များပေါ်ထွန်းလာအံ့ဘာသာရေးကိစ္စလူမှုရေးကိစ္စများပေါ်များလာအံ့အကြီးအကဲများဂုဏ်သတင်းကျော်စောအံ့လူသုံးကုန်ပစ္စည်းများတန်ဖိုးမြင့်လာအံ့ပြည်သူလူထုလုံခြုံရေးအတွက်စိုးရိမ်ပူပန်နေရအံ့ကမ္ဘာနိုင်ငံခေါင်းဆောင်များတန်တမန်ရေးရာကိစ္စရပ်များအောင်မြင်ဖြစ်ထွန်းလာအံ့ရွှေငွေရတနာဈေးနှုန်းတည်ငြိမ်မှုမရှိအံ့လာဆန်း73ရက်နောက်ပိုင်းကျဆင်းလာအံ့အိမ်ချမ်းမြေဈေးကွက်များအယောင်းဝယ်နေကွေအံ့ပညာရေးနှင့်ကာကွယ်ရေးဥပဒေသစ်များပြဋ္ဌာန်းလာအံ့နေုံလဆန်း9ရက်မှလဆုပ်4ရက်အတွင်းအခြေလေးချောင်းတရဝါများရေထွက်ပစ္စည်းများလောင်စာဆီရင်ဝါကွန်းဇာတိတ်ဖို့ဓာတ်သက်တုအင်ဂျင်ဆက်တန်တဲ့စတီးပစ္စည်းများဈေးကောင်းအံ့ဝါဆိုလာမှာဆိုရင်ငုတ်တုတ်လေဝင်စပြုလာအံ့မိုးရွာသွန်းမှုများလာအံ့လုံခြုံရေးကိစ္စရပ်များအထူးကြက်မှတ်ဆောင်ရွက်လာအံ့အလုပ်သမားများနှင့်အလုပ်ရှင်သဘောထားကွဲလွဲအံ့ပြဿနာဖြေရှင်းရအံ့ပြည်ရင်းပြည်ပကုန်ပစ္စည်းများဖွံ့ဖြိုးတိုးတက်လာအံ့ရွှေငွေရတနာဈေးနှုန်းကျဆင်းလာအံ့နောက်ပိုင်းတွင်ဈေးကမောက်ကမဖြစ်လာအံ့73စီဈေးမတည်မငြိမ်ဖြစ်အံ့အိမ်ချမ်းမြေဈေးရောင်းဝယ်ခြင်းများနှေးကွေးလာအံ့အဂတိလိုက်စားမှုကိစ္စရပ်များထိရောက်စွာအရေးယူလာအံ့ပြည်ရင်းရေးကိစ္စရပ်များခက်ခဲစွာဖြေရှင်းရအံ့စက်ရုံအလုပ်များအလုပ်သမားအချင်းချင်းထိခိုက်ဒဏ်ရာရအံ့အခြေလေးချောင်းတရဝါတို့ရှားပါလာအံ့ရေလွှမ်းမှုကြောင့်နေရာဒေသအချို့တွင်ဒုက္ခတွေ့အံ့လာဆန်း9ရက်မှလဆုပ်10ရက်အတွင်းဂျင်းကော်ဖီကြက်သွန်နီမုံငင်းခရမ်းကျင်သည့်အာလူပိန်းဦးထောပတ်စီထွက်သီးနှံများဈေးတည်ငြိမ်အံ့ရေထွက်ပစ္စည်းများမပေါ်မရှားဖြစ်အံ့ဝါကောင်လာမှာဆိုရင်ဒေသအချို့တွင်မိုးလွန်ကဲမှုများလာအံ့မြေပြိုအံ့ရေကြီးအံ့ရေကြောင်းလေကြောင်းခရီးသွားလာခြင်းများအထူးဂရုစိုက်ပြီးသွားလာရအံ့ယောဂဗျာအတွက်ပြည်သူလူထုများစိုးရိမ်နေရအံ့လူငယ်လူရွယ်များစိတ်အလိုလိုက်မှုကြောင့်ပျက်စီးမှုများကြုံလာအံ့မိုးရွာသွန်းမှုကြောင့်အသီးနှံများပျက်စီးလာအံ့ကမ္ဘာနိုင်ငံအသီးသီးတွင်စားသုံးကုန်ပစ္စည်းများဈေးနှုန်းမြင့်မားလာအံ့နိုင်ငံတကာမှယင်းနှိမ့်မြုပ်နှံမှုများပြားလာအံ့ကမ္ဘာထင်ရှားသောခေါင်းဆောင်များကျန်းမာရေးညံ့အံ့ကလေးသူငယ်များအတွက်ဥပဒေသစ်ပေါ်ပေါက်လာအံ့ပြည်ရင်းရေးနှင့်အဂတိလိုက်စားမှုများစနစ်တကျတင်းကျပ်စွာဆောင်ရွက်လာအံ့ရွှေငွေရတနာဈေးတက်လာအံ့လဆုပ်10ရက်နောက်ပိုင်းအတက်အကျမြန်ဆန်အံ့လဆန်း9ရက်မှလဆုပ်9ရက်အတွင်းတစ်ဦးတစ်မြစ်အသီးနှံများကော်ဖီထောပတ်ခရမ်းကျင်သည်ကော်ဖီထုတ်မုံငင်းကြက်သွန်ဖြူပြောင်းအာလူဈေးကျဆင်းလာအံ့တော်တလင်းလအတွက်ဟောကိန်းကတော့နေ့အပူရှိန်မြင့်တက်လာအံ့ခေတ်မီနည်းပညာသစ်များဖြင့်ကာကွယ်ရေးပညာရေးစွမ်းရည်များမြင့်တင်လာအံ့လုံခြုံရေးကိစ္စရပ်များအထူးကြက်မှတ်ဆောင်ရွက်လာအံ့နိုင်ငံတကာအဆင့်မီပင်လယ်စိမ်ကမ်းများတိုးချဲ့ဆောင်ရွက်လာအံ့ဗန်လုပ်ငန်းများတိုးတက်အောင်ဆောင်ရွက်လာအံ့စိုက်ပျိုးရေးပစ္စည်းများဈေးကောင်းလာအံ့ငင်းကျဲရေးတည်ဆောက်မှုအတွက်နေရာအနှံ့လှုပ်ရှားမှုများဆောင်ရွက်လာအံ့ငလင်လှုပ်ခတ်အံ့ဥပဒေချိုးဖောက်မှုများဒုစရိုက်မှုများနှိမ်နင်းရအံ့မထင်မှတ်ပဲအပြောင်းလဲများဖြစ်လာအံ့အိမ်ချမ်းမြေဈေးကွက်များတည်ငြိမ်လာအံ့ရွှေငွေရတနာဈေးနှုန်းအတက်အကျမြန်ဆန်အံ့လာဆန်း17ရက်မှလဆုပ်10ရက်အတွင်းဤသောအရာဝတ္ထုပစ္စည်းများရာဘာနနွင်းအာလူဘဲပုတ်ပြောင်းဈေးကျအံ့စမ်းစပါးမပေါ်မရှားရှိအံ့နိုးနှင့်နိုးထွက်ပစ္စည်းလက်ဖက်ချောက်ဆိုးလောင်စာစီကော်ဖီဆေးမြင့်များဈေးကောင်းအံ့သတင်းကျွတ်လာမှာဆိုရင်နေရာကွက်ကြားမိုးရွာသွန်းအံ့အပူရှိန်မြင့်တက်လာအံ့နယ်စပ်ကိစ္စရပ်များလုံခြုံရေးကိစ္စရပ်များဖြည့်ရှင်းရအံ့အသေးဖြတ်မှုဖြင့်တရားစွဲမှုများပြားလာအံ့အလှူဒါနကုသိုလ်ကောင်းမှုပြုလုပ်သူများလာအံ့ကမ္ဘာငွေကြေးမတည်မငြိမ်ဖြစ်အံ့စတော့ရှယ်ယာဈေးကောင်းလာပြီးငွေကြေးဈေးကွက်တည်ငြိမ်လာအံ့မီးဘေးမတော်တဆမှုများဂရုစိုက်ရအံ့ခရီးသွားလုပ်ငန်းများအောင်မြင်လာအံ့ရင်အန်တီရယ်များအထူးဂရုစိုက်လာခြင်းလေကြောင်းခရီးသွားလာခြင်းအထူးသတိထားသင့်အံ့လာဆန်း10ရက်နောက်ပိုင်းနိုင်ငံတကာရွှေငွေရတနာဈေးတက်အံ့လာဆုပ်9ရက်နောက်ပိုင်းဈေးနှုန်းကျဆင်းအံ့အိမ်ချမ်းမြေဈေးကောင်းအံ့ငလင်လှုပ်ခတ်အံ့ပရဟိတအသင်းအဖွဲ့များစနစ်တကျဆောင်ရွက်မှုများပြားလာအံ့လာဆန်း12ရက်မှလဆုပ်17ရက်အတွင်းမြေပဲဆန်စပါးပြောင်းပဲမျိုးမျိုးရေမွေးပေါင်တာရင်ဆက်ပစ္စည်းစိန်ခံပစ္စည်းများဈေးကောင်းအံ့တစောင်းမုံလာမှာဆိုရင်အေးတက်ဝင်လာအံ့ပြည်ရင်းငင်းချရေးဆောင်ရွက်မှုများတိုးတက်လာအံ့
အသေးစားစက်မှုလုပ်ငန်းများအောင်မြင်လာအံ့ကလေးတငယ်နှင့်အမျိုးသမီးရေးရာကိစ္စရပ်များရာဇဝတ်မှုများပြားလာအံ့ဒီလသမတိနှင့်ပြည့်စုံသောယဟန်တာမဏိများပေါ်လာအံ့ကမ္ဘာနိုင်ငံအချို့တွင်လက်နက်အင်အားပြိုင်ဆိုင်မှုများအံ့ပြည်ပအလုပ်ကိုင်ခွင့်လန်းရှာဖွေသူများလာအံ့လူအစုလိုက်ထိခိုက်ဒဏ်ရာရရှိအံ့အဖွဲ့အစည်းများတစ်ဖက်နှင့်တစ်ဖက်တိုင်ပင်နှီးနှောလာအံ့ဒေသအတွင်းစုပူမှုများနှိမ်နင်းရအံ့နိုင်ငံပိုင်နယ်စပ်ကိစ္စနှင့်ပင်လယ်ပြင်ပိုင်နက်ကိစ္စများအငင်းပွားမှုကြုံအံ့လေဖြတ်ယောဂနှင့်အနာယောဂထူပြောလာအံ့ရွှေငွေကြောက်မြက်ရတနာဈေးတက်အံ့လာဆန်း9ရက်မှလဆုပ်ရက်အတွင်းလောင်စာစီမြေပဲစံစပါးကုန်းကွန်းသည်ခရမ်းကျင်သည်ကော်ဖီအာလူမုံညင်းပန်းမျိုးစုံဈေးကောင်းအံ့ခီးသွားလုပ်ငန်းများကောင်းလာအံ့နတ်တော်လာမှာဆိုရင်အေးတက်လွန်ကဲလာအံ့ရာသီဥတုဖောက်ပြန်မှုကြောင့်တီးနှံများပျက်စီးလာအံ့နိုင်ငံတကာတန်တမန်ရေးရာကိစ္စများတိုးမြင့်ဆောင်ရွက်ရအံ့ဥပဒေစိုးမိုးရေးနှင့်တရားစီရင်ရေးများတိုးတက်လာအံ့ရေလုပ်ငန်းများအရှုံးပေါ်အံ့ဗန်လုပ်ငန်းရှင်များအကျပ်တဲတွေ့အံ့ထင်ရှားသောပုဂ္ဂိုလ်များကျန်းမာရေးညံ့အံ့လေကြောင်းခရီးများဒုက္ခတွေ့အံ့ကမ္ဘာပေါ်တွင်စစ်မှတ်ရေးရာပြဿနာများဖြစ်ပေါ်လာအံ့အိမ်ချမ်းမြေဈေးကွက်များအကျိုးမြတ်ရှိအံ့နိုင်ငံတကာရွှေငွေဈေးကွက်မတည်မငြိမ်ဖြစ်နေအံ့အုပ်ချုပ်ရေးမန်တိုင်းတည်မတ်လာရအံ့အသီးအနှံနှင့်စံစပါးဈေးကျဆင်းလာအံ့ဆက်သွယ်ရေးလုပ်ငန်းလျှက်စစ်စီမံကိန်းများဖွံ့ဖြိုးတိုးတက်လာအံ့တယံဇာတထုတ်လုပ်မှုများအံ့အထင်ရှားပုဂ္ဂိုလ်များပညာရှိများဒုက္ခတွေ့အံ့လာဆန်းရက်နောက်ပိုင်းကလာပဲဓာတုပစ္စည်းတန်တဲ့အလူမီနီယံတစ်တောထွက်နှင့်အိမ်ဆောက်ပစ္စည်းဈေးကောင်းအံ့ပြာသူလအတွက်ဟောကိန်းကတော့နှင်းမိုးရွာအံ့အေးလိုင်းဖြတ်အံ့သိပ္ပံနှင့်နည်းပညာရပ်များဖွံ့ဖြိုးလာပြီးထူးချွန်ထက်မြက်သောပညာရှင်ပေါ်ထွန်းလာအံ့တွင်းထွက်ပစ္စည်းများထုတ်လုပ်မှုများခြင်းကြောင့်ရာသီဥတုပြောင်းလဲလာအံ့ဆေးဝါးကြောင့်အများပြည်သူများထိခိုက်မှုကြုံအံ့ပြည်ပသို့ကုန်သွင်းမှုများပိုမိုဆောင်ရွက်လာအံ့ကမ္ဘာငွေကြေးမတည်မငြိမ်ဖြစ်အံ့ပညာရေးဆိုင်ရာကိစ္စများဖွံ့ဖြိုးတိုးတက်လာအံ့နယ်စပ်ကိစ္စနှင့်လူမျိုးရေးကိစ္စရပ်များဖြည့်ရှင်းရအံ့မြေလွတ်မြေရိုင်းဥယျာဉ်ခြံများအကောင့်ထဲပေါ်လာနိုင်အံ့ကမ္ဘာနိုင်ငံများစီးပွားရေးအကျပ်တဲကြုံအံ့နိုင်ငံအချို့စစ်မှတ်ထူပြောလာအံ့ရွှေငွေရတနာဈေးအတက်ကျမြန်ဆန်အံ့အိမ်ချမ်းမြေဈေးကောင်းအံ့လားဆုပ်ရက်နောက်ပိုင်းတွင်ဈေးနှုန်းတည်ငြိမ်လာအံ့လာဆန်းရက်မှလဆုပ်ရက်အတွင်းတရဝါများစံစပါးဘီလက်မြေကုန်မာပစ္စည်းရှေးဟောင်းပစ္စည်းတွင်းထွက်ပစ္စည်းများလောင်စာဆီဈေးကောင်းအံ့တပိုရဲလာမှဆိုရင်နေ့အခါတွင်အပူရှိန်မြင့်မားလာပြီးညအချိန်တွင်အေးဓာတ်များရှိမည်အိန္ဒိချင်းနိုင်ငံများနှင့်ကုန်သွယ်မှုတိုးတက်လာအံ့ကုမ္ပဏီများတိုးချဲ့လာအံ့စတော့ဈေးကွက်ပိုမိုကျယ်ပြန့်လာအံ့ကမ္ဘာခေါင်းဆောင်များကျန်းမာရေးကုသမှုခံယူရအံ့တန်တမန်ဆက်ဆံရေးများတိုးတက်လာအံ့ရွှေငွေရတနာဈေးအတက်အကျမြန်ဆန်အံ့လာဆန်းရက်နောက်ပိုင်းတွင်ဈေးနှုန်းတည်ငြိမ်လာအံ့ဤသောအရာဝတ္ထုပစ္စည်းများဈေးကျဆင်းအံ့လားဆုပ်ရက်နောက်ပိုင်းစံစပါးဆေးစားစီမပေါ်မရှားရှိအံ့အိမ်ချမ်းမြေဈေးကွက်များအကျိုးမြတ်ရှိလာအံ့နယ်မြေစုပူမှုများနှိမ်နင်းနိုင်အံ့လူငယ်လူရွယ်များစိတ်အလိုကြောင့်ပျက်စီးလာအံ့မိုးရွာအံ့လာဆန်းရက်မှလဆုပ်ရက်အတွင်းစံဆေးဝါးနှင့်ဆေးပစ္စည်းရင်လျက်စစ်ပစ္စည်းထမ်းလျက်လောင်စာစီပရဆေးမြစ်ဆေးဦးခြင်းပဲပြောင်းကုန်လျှော်ဖြော်ရည်ယမကာများဈေးကောင်းလာအံ့တပေါင်းလာမှာဆိုရင်ရာသီဥတုဖောက်ပြန်ခြင်းလေပြင်းတိုက်ခြင်းမိုးသီးကြွေခြင်းမိုးထစ်ချုံခြင်းများရှိအံ့ကူးတန်းရောင်းဝယ်ရေးဖွံ့ဖြိုးတိုးတက်လာအံ့တန်ဖိုးနှင့်အိမ်ယာစီမံကိန်းအကောင့်ထဲပေါ်ပြီးစိတ်ဝင်စားမှုများပြားလာအံ့အသင်းအဖွဲ့ပေါင်းစုံညီညွတ်မှုရှိလာအံ့အကြီးအကဲများဂုဏ်သိက္ခာတက်အံ့ပြည်သူလူထုများစိတ်ချမ်းသာမှုရရှိရန်နိုင်ငံတော်မှဥပဒေများပြဋ္ဌာန်းပြီးဆောင်ရွက်လာအံ့ရွှေငွေရတနာဈေးကျဆင်းအံ့လာဆန်းရက်နောက်ပိုင်းဈေးတက်လာအံ့အချို့ဒေသတွေမှာမီးဘေးအန္တရာယ်သဘာဝဘေးအန္တရာယ်များကြုံတွေ့ရအံ့ငလင်လှုပ်အံ့ဆက်ရန်တရားများဈေးကွက်ပိုမိုဖြစ်ထွန်းအံ့နိုင်ငံအတွင်းပြောင်းလဲမှုပိုမိုမြန်ဆန်လာအံ့လာဆန်းရက်နောက်ပိုင်းသားငါဟင်းသီးဟင်းရွက်ပန်းသီးနံသာဖြူကြက်သွန်ဖြူလက်ဖက်မီးဖိုချောင်သုံးပစ္စည်းများဈေးကောင်းရအံ့အဆုံးထိကြည့်ရှုပေးလို့အားလုံးကိုကျေးဇူးတင်ပါတယ်ဒီဗီဒီယိုလေးကိုနှစ်သက်တယ်ဆိုရင်တော့ like and subscribe လုပ်ပေးသွားပါဦးနော်